刚一路 K 啊，丢比嘛是华为 headquarter 去要抓比说啦，一下表表来么啦？哎，video ထဲမှာ K နားမှာပန်ထားတဲ့ဟာတော်တော်များများကနကတ်လို့ထင်နေကြတယ်ပေါ့နော်။အမှန်ဆိုရင်တော့နကတ်မဟုတ်ဘူးနော်။အရန်ကိုလာတဲ့华为အတက်ထက်ထားတဲ့ Netjet Free Clip 2ပါနော်။သူ့ရဲ့ design က Airy Break design မတင်တကယ်နကတ်အတိုင်းပဲ။ shape memory အလွိုင်းနဲ့လောက်ထားတာကြောင့်မလို့ဘလောက်ပဲကြာရှည်တုံပုံစံပြောင်းလဲမှုမရှိဘူးနော်။ electric ဖြစ်တာလည်းမရှိဘူး။လုံးဝကိုအရေးပြားနဲ့ဓာတ်မတည့်မှုမဖြစ်စေရတဲ့ silicone နဲ့ပေါင်းဆက်ဖန်တီးလောက်ထားတယ်ပေါ့နော်။ open ear ဖြစ်တဲ့အတွက်ဒီတိုင်းပဲနှစ်ရွက်မှာတင်ရုံနဲ့ပဲ။နှစ်ပေါက်မှာပိတ်ထားတဲ့နှစ်ချက်မဟုတ်တာကြောင့်မလို့တနေကုန်တက်ထိုင်လည်းနာကျင်မှုလုံးဝမရှိဘူးပေါ့နော်။တချို့ကတော့အန်အော်ပြီးဟင်နှစ်ပေါက်မပိတ်ထားဘူးဆိုရင်လူများတဲ့အချိန်တစ်ချင်းအတန်ကြားရောကြားရဲ့လား။ပြီးရင်တစ်ချင်းအတန်ကိုအခြေကြီးဖွင့်ထားရင်လည်းဘေးကလူတွေကကိုပါနားထောင်ရလဲကြားရပြီပေါ့။ KK ထွက်တဲ့အချိန်တနေကုန်ဒီနှစ်ချက်ကိုတက်ထားတယ်ဒီလိုပြဿနာမျိုးလုံးဝမဖြစ်စေရအောင်။ကားပေါ်မှာဆိုရင်သူများစူညံနေရပဲဒါပေမဲ့တစ်ချင်းအတန်ကိုတေချာကြားနေတော့ဘေးကလူတွေကလည်း K တစ်ချင်းအတန်ဘလောက်ပဲကြည်ကြဲသူတို့က K ပါနားထောင်နေရလဲတိမှာမဟုတ်ဘူး။အဲ့ဒါကြောင့်မလို့သူများကြည့်နေရင်တယောက်တည်းယူနေတယ်လို့နဲ့တူတယ်ပေါ့။နှွှက်ရွှက်မှာဒီတိုင်းတင်ရုံနဲ့ရှောက်သွားနေရင်မနာဘူးဆိုရင်မကြက်လို့ပေါ့အဲ့ဆိုရင်ခြောင်နေရဆိုရင်ပြုတ်ကြရင်ဘယ်လိုလုပ်မှာလဲ။လုံးဝမဖြစ်စေရဘူး။ K ဒီတစ်ခေါက်ခီးတွားတာဘလောက်တိအောင်ဆော့ခဲ့ရလဲကြည့်။ပင်ပေါင်ရိုက်လိုက်ပေးစက်မှာပြေးလိုက်ကြက်တောင်ရိုက်လိုက်နဲ့အိမ်မှာဆိုရင်လေးချင်ခံလို့ဖို့မပြောနဲ့အိတ်လို့ရရင်လုံးဝမထိုင်ဘူးထိုင်လို့ရရင်လုံးဝမတက်မရက်ထားဘူးတိလားဟုတ်တယ်ဟေးလေးချင်ခံလို့လေးစားမရှိဘူးလေ climate လောက်တာတော့တောင်မရဘူးတိလားလေးချင်ခံအလောက်အများကြီးလောက်တာတော့နှစ်ချက်ကမပြုတ်ကြဘူးဆိုတာပြောပြချင်တာဒါလေးမြဲမပြောနဲ့ပုံပါရအကကရင်တော့ပြုတ်ကြမှာမဟုတ်ဘုံပါရဘလောက်ပဲကေကေတော့မပြုတ်ကြဘူးတွေ့လားပြီးရင်တော့အားလဲအရန်ခံတယ် KR တရုတ်ပြည်မှာ4ရက်လာတယ်တစ်ခါပဲအားတွင်းရတယ်တစ်ခါတွင်းရင်2ရက်ခံတယ်လို့ပြောတယ်ချိတ်ဆက်တာကလည်းအခက်အခဲမရှိဘူး iOS Android မြန်လေးနဲ့လွယ်လွယ်ကူကူချိတ်ဆက်လို့ရတယ် Huawei Free Clip 2က Forbes Magazine မှာဈေးကွက်အတွင်းအကောင်းဆုံး open ear နှစ်ချက်အဖြစ်တက်မှတ်ခြင်းခံထားရတယ် Never fail never fall ရောင်းအားလည်းအကောင်းဆုံးဒီဇိုင်းကလည်း unique ဖြစ်အောင်စိတ်ပါလက်ပါထွင်ထားရဲဆိုတော့အားလုံးပဲ Huawei Free Clip 2ကိုစမ်းကြည့်တင်နေနော်ကြည့်ပြီလားကောင်းရွေး